Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့သမီးလေးကိုပေါ့နော်ပဇွန်ဟင်းလေးချက်ကျွေးဖြစ်တာလေးရိုက်ထားတာပေါ့နော်သမီးလေးကြတော့လေပဇွန်ဟင်းအရန်ကြိုက်တယ်ပေါ့နော်ပဇွန်ဟင်းအရန်ကြိုက်တော့တစ်ပတ်ကို2ခါ3ခါလောက်ချက်ကျွေးဖြစ်တယ်ပေါ့နော်အများတန်းကြလို့ကျွေးဖြစ်ဖို့ဒါတော့သူ့အတွက်ဖဲ့ထားပေးပြီးတော့ပေါ့ဒီနေ့ကတော့ဘူးဒီဟင်းချိုလေးနဲ့ပဇွန်ဟင်းလေးနဲ့ကျွေးတာပေါ့နော်ဘူးဒီဟင်းချိုရဲ့ပဇွန်ဟင်းရဲ့သူကတော့ချဲကျိတ်ပါတယ်ချဲကျိတ်ပါတယ်နော်သူကပဇွန်ဟင်းနဲ့ဆိုတော့စားပါတယ်တော်တော်လေးထမင်းရောပေါ့နော်ထမင်းအဲ့တပတ်ကန်တော့စားတယ်ပေါ့နော်ပဇွန်ဟင်းရမ်းကြိုက်တယ်တမီးလေးကကျတော့တစ်ဖက်ကနှစ်ဖက်ခါတုံးခါလောက်တော့ချက်ကျွေးဖြစ်တယ်ပေါ့နော်ကိုကမချက်ကျွေးဆိုလဲသူကမြေတောင်စားနေတာပေါ့နော်ပဇွန်နဲ့ဒါသမီးလေးကိုထမင်းကျွေးတဲ့ဟာလေးရိုက်ထားပါနော်အမတ်တရားအဖြစ်အားလုံးကျေးဇူးတင်ပါရှင်ကြည့်ရှုပေးတဲ့ကြည့်အားလုံးဘိုင်ဘိုင်